အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လေးပြီးတော့ကြိုဆိုပါရစေဗျကျွန်တော် video မတင်တာရမ်းကြတော့ပြီဘောနော် okay ကျွန်တော်ဒီနေ့မှာတော့ Minecraft ပြန်ဆော့ပြီးတော့ကျွန်တော် video တွေပြန်တင်มาပဲပြောရတယ်ကျွန်တော်ကိုအားပေးကြပါအောင်လို့ပြောချင်ပါတယ်ဗျ okay ကျွန်တော်ဆက်လိုက်အောင် okay ကျွန်တော် spontaneous ညကတော့ဒီနေရာလေးမဟုတ်ဘူးဘောနော်ကျွန်တော် spontaneous ညကတော့ဟိုဘက်ဝေးရှိမှကျွန်တော် spawn ပါတယ်ဟိုဘက်ဝေးရှိမှဘောနော်အဲကျွန်တော်တုံးရလောက်ဒီကိုလာရတယ်ဘောနော်ခေကျွန်တော်ဒီနေ့ video လေးမှာတော့ကျွန်တော် village တွေလုံးကျွန်တော် wall တွေကပေးမှာပြပြောရတယ် okay ကျွန်တော်ဆုံးဒီမှာ level အရင်ဆုံး village တွေလုံးကျွန်ကိုကျွန်တော်သူတို့ရဲ့အိမ်ထဲမှာကျွန်တော်တော့ခထားတယ်ဘောနော် okay ကျွန်တော်mind reading တူပြီးတော့ဆိုရင်ဘာဖြစ်လဲကျွန်တော် TV လေးကကျွန်တော် Minecraft ဟိုရင်ကလေးကကိုတီရှော Minecraft မဆိုရသေးဘူးနော်ကျွန်တော်ခုမှဆော့ရဆိုတော့ကျွန်တော်တဲ့200 လေးရှိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော် version နဲ့တင်နေဆိုတာဖြစ်တဲ့အတွက်ရင်တုံးက version နဲ့မတူတာဖြစ်တဲ့အတွက်ဘောနော်ကျွန်တော်200လေးတွေတည်ပါတယ်ဗျအဲ့ဒါတွေကဘာလို့လဲဆိုတော့ကျွန်တော်တွေ့ရတယ်လို့ကျွန်တော်ပြောပြမယ်ဘောနော်ကျွန်တော်ဒီ6တွေပြင်အကောင့်တစ်ကောင်လဲကျွန်တော်တစ်ကောင်လဲကျွန်တော်တွေ့တယ်ဗျပြင်ကျွန်တော် game ဆိုရက music အတန်လေးတွေချရတယ်ဘောနော် okay ကျွန်တော် mind လေးတော့တူရအောင်ကျွန်တော်နေကတော့ဒီနာလေးပြပါတယ်ဗျso crafting table နဲ့ဒါလေးကတော့ကျွန်တော်အပင်ကနေလည်းတဲကနေလည်းဆိုတော့ခါရဲတော့နိုင်အောင်ကျွန်တော်ဒီလိုမျိုးထားပါတယ်ဗျokay ကျွန်တော် iron တောင်ခုနတော့ရရှိပါပြီ okay ကျွန်တော်ဒါလေးတွေ biggest တွေကတော့ကျွန်တော်ကြောက်သူဖို့အများကြီးလုပ်ထားတာပေါ့နော် okay ကျွန်တော်ဒါလေးကတော့ကျွန်တော်ရဲ့ mind တွင်လေးပြပါတယ်ဗျ okay ကျွန်တော်တော်လိုက်အောင်ကျွန်တော် mind တွင်လေးတော့ချီးနေကျွန်တော်တော့ကောင်းမို့သွားတယ်ဗျကျွန်တော်ဘာလို့လဲဆိုတော့ချီးလိုက်ပါကျွန်တော်ဒီမှာလေးခိုးရီဘောနော်ကျွန်တော်မလို့သေးလို့မတူသေးတာဘောနော် okay ကျွန်တော်ဒီမှာလေးခိုးရီကတော့အများကြီးတွေ့တယ်ဗျဒီမှာလေး iron တလုံးဆိုတော့ iron ကလုံးကိုဒီမှာပဲတွေ့ထားတာဘောနော် okay ကျွန်တော်အောက်ကိုပြန်ရအောင်ပြင်ဒီမှာလေးခိုးရီဒီမှာကိုတွေ့ထားပါတယ်ဗျကျွန်တော်မဝင်ရသေးလို့ဘောနော်ကျွန်တော်မဝင်သေးရပါဗျokay ကျွန်တော်ဆက်စင်းရအောင်ပြင်ကျွန်တော်မရောက်သေးဘူးဘောနော် okay ဒီမှာရောက်တော့မှပဲပြောရတယ်ဗျဒီမှာဟိုဘက် display တွေလက်တွေ့ရပါပြီဘောနော် okay ကျွန်တော်စင်းအောင် okay ဒီမှာလက်စင်းအောင်မဲ့ဟာ okay ကျွန်တော်ရောက်ခနေပြီ okay ကျွန်တော်ရောက်ခနေပါပြီကျွန်တော်ရောက်ပါပြီဗျ okay ကျွန်တော်ဒီမှာနေတော့သူ့ပြပါပြီဘောနော်ကျွန်တော်ဒီမှာဆက်တွေ့ရအောင် okayကျွန်တော် diamond shit ကျွန်တော် diamond တွေ့ပြီဗျကျွန်တော်ကောင်းနေပြီကျွန်တော် daisy တဲ့နဲ့ကျွန်တော် diamond တွေ့ရဆိုတော့ okay ကျွန်တော် iron pickaxe လေးမရှိသေးဘူးဆိုတော့ဒီတိုင်းထားရမယ်မလေး diamond တော့ okay ကျွန်တော် mine တူတာလေးတွေကတော့ကျွန်တော်အမြန်နဲ့ပြပေးမှာပဲကျွန်တော်video လေးတွေအမြန်လုံးမှာပဲပြောရတယ်ဗျ okay ကျွန်တော်အမြန်လိုလိုက်ရအောင်1 2 3 okay Yeah, I got my bros, my fam and God with me, so ain't nobody can tell me that I can't. Trust, I'ma make it one day. Since I was a kid, I had a dream I wanna shine. Bright let it start, so I put my life on the line. Shout out to my daddy, told me if I ain't need to grind. My mama got my back, she told me if I ain't need to try. So I'm here trying. okay ကျွန်တော်ပြီးပါပြီခင်ဗျာဒါ
ဒီလောက်ထိရပါတယ်ဒါကတော့ကျွန်တော်သိရှိထားတဲ့ diamond တွေပဲဖြစ်ပါတယ်ဗျပြီးကျွန်တော် redstone တွေလည်းအများကြီးတွေ့ထားပါတယ်ပြီးရင်ဒီမှာဟိုမှာလည်း gold လည်းကျွန်တော်တွေ့ထားပါတယ်ဗျ okay ကျွန်တော်စောက်ချင်တာပဲဖြစ်ဖြစ်ကျွန်တော် farm တွေစောက်ချင်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီအောက်ဆုံးမှာကျွန်တော်ဒီ cobalt display တွေနဲ့ကျွန်တော်လုံးမဆိုရင်ရန်ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီရဲ့6 room တွေကလည်းကောင်းတယ်ပြီးရင်ကျွန်တော်diamond တွေကို redstone တွေလည်းတွေ့နိုင်ပါတယ်ဗျ okay ကျွန်တော်အပေါ်ရမှပြန်တွေ့ချရအောင် okay ကျွန်တော်ပေါ်ရပြီပေါ့နော် okay ကျွန်တော်အဲ့လိုမရသေးဘူး okay ကျွန်တော်စားလိုက်အောင်မယ် okay ကျွန်တော်လုံးမဲ့ဟာတွေက wall တွေဆိုတော့ကျွန်တော်ဒါလေးတွေကိုလွတ်လိုက်မယ် cobalt display wall ဆိုတော့ကျွန်တော်ဒါလေး okay ကျွန်တော်လုပ်ပြပါဗျာ okay ကျွန်တော်ဒါလေးတွေနဲ့ကျွန်တော်စားလိုက်အောင် wall လို့တာ okay ကျွန်တော်ဘယ်နာကနေဆိုင်ကောင်းလဲဆိုတော့ okay ကျွန်တော်ဒီနာလေးကနေပဲဆိုင်ကောင်းမယ်ထင်တယ်ကျွန်တော်ဒီနာလေးကနေဆိုင်အောင် okay ကျွန်တော် wall ဆောက်တာလည်းအမြန်လေးနဲ့ just ဆောက်ပြမှာပြပါတယ် okay ချစ်ချစ် No matter whatever it takes, even if I make a wrong move, I learn from my mistakes, start to learn about life. Man, this ain't a piece of cake, but at least I got Christ. There's nothing that He can make. Ain't no matter what, where I'll be, cause I know that God is with me. Me don't worry about what I need, cause I know that my God got me. So I say, I'ma make it one day. Yeah, make it some way. I know I got my brothers, and I got my fam, plus I gotကျွန်တော် wall ဆောက်တာလည်းကတော့ကျွန်တော်ပြီးကနေပြီဗျဒါပေမဲ့လည်းကျွန်တော် wall တွေကတော့မလောက်တဲ့အတွက်ကျွန်တော်ပြန်တူးပြီးမှကျွန်တော်ပြန်လို့ရမှာပဲဖြစ်ပါတယ် okay ကျွန်တော် okay ကျွန်တော်ဟိုမှာလုပ်ပြပါပြီဗျ okay ဟိုမှာတွေ့လားဗျရှေးကြီးပဲကျွန်တော်စုံပြီးပြီးတော့ဗာလဲဟိုကောင်းတွေကျွန်တော်လာတဲ့အခါကျရင်villager တွေကောက်ခွဲနိုင်ဖို့ပေါ့ဟိုမှာကြည့်လိုက်ရှေးကြီးပဲ villager အိမ်တွေကလည်းအများကြီးပဲပေါ့နော် okay ဒီမှာတွေ့လိုက်ဒီမှာ okay ဒီပေါ့နော် okay ကျွန်တော်ဒီမှာ okay အလုံးပဲစောင့်ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်တွေ့ကြမယ်ဗျဒီ video လေးကိုချန်နေတဲ့ channel subscribe လေးနဲ့ကိုငင်ပေးလို့ရပါတယ်ဗျ okay အလုံးပဲတ